ရခိုင်လူငယ်တွေအားလုံးကာလီသောပါလူငယ်ဆိုတော်တဲ့တိုက်ပြတဲ့လူမျိုးတစ်မျိုးလူအဖွဲ့အစည်းတစ်ခုလုံး၏ပြည်စုပင်တဲ့အနာဂတ်တော့အဓိကကြတယ်လူဆွေးရ around 95ပါတယ်။အင်းဒီရခိုင်လူငယ်တွေဆိုတဲ့မကရာဖောင်းအနာဂတ်တစ်ခုမှာတိုက်ပြကောင်းမွန်ဆိုးမွန်ဒီကိုဘာကွန်ပရောင်းတာဝန်ယူနာဥဆောင်ပြီးတော့လူလိုရာဖို့လူအဖွဲ့အစည်းဖိုက်ပါတယ်။ဒီနေ့ဒီရှင်ရခိုင်လူအဖွဲ့အစည်းထဲမှာနိုင်ငံရေးပြဿနာစီးပွားရေးပညာရေးကဏ္ဍအဝဝမှာအခါခေဒီနဲ့ခိုင်နောက်ကြကျန်ထားတဲ့ပြဿနာဒီအားလုံးကိစ္စလိုရရှာဝဝဒီကိုဖြေရှင်းဖို့တော့လူငယ်ဒီအမျိုးသားရေးစိတ်နိုင်ငံရေးအတွေ့အကြုံပြေဝနဲ့သူစီပနာညီလာခံကြောင်းပါဖို့ပရိုဇာအထူးခွင့်ရတိုက်ပြီးတော့ကောင်းတဲ့လက္ခဏာတွေဖိုက်ပါတယ်တိုးတက်တဲ့အတွေ့အကြုံရှိတဲ့လူငယ်ဒီဥဆောင်မနာဘလူးလို့တဲ့ညီလာခံဆိုမဟာဗျူဟာအမရောဒေတာပြဿနာများကြီးပဂရိအခင်းဒီကိုလာပြီးဆန်ဆန်သုံးသပ်ပြီးဒီအခါခေတ်ဒီကိုဘူကပုံကျော်လို့ကိုဖေရှုံးပြီးကထိုင်းနေကောင်းပါတယ်ဒီကလေးကောင်းနေပြီးအစိုးထေကအကောင့်ဆိုပိုင်းပြဿနာဒီကိုဖေရှုံးဖို့တော့အခုပိုင်းဆွေးနွေးတိုင်အောင်ကိုစူးစီးခွင့်ပြီးပေါ်နေအောင်အစိုးထေကအကောင့်လို့ကျန်လို့သုံးသပ်ပါတယ်